ကဲဆိုတော့အားလုံးပဲမင်္ဂလာပါเนาะမင်္ဂလာရှိတော့ညချမ်းလေးပါအဲ့တော့ဒါကျွန်တော်ရဲ့ဗီဒီယိုဆောက်မြကြည့်ရှုနေတဲ့ကိုမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မင်္ဂလာပေါင်းနဲ့ခန်းချောင်းကြပါစေเนาะစိတ်ချမ်းသာကိုယ်ချမ်းသာလိုရည်သေးမရှိဆရာရရစားဖို့တို့တဲ့ကြီးပွားအောင်မြင်ကြပါစေเนาะအဲ့တော့ဒီကျွန်တော်ရဲ့ဒီ YouTube channel ကိုမှီညမ်းပြီးတော့เนาะအားပြုနေတဲ့ကိုမများအတွက်ကျွန်တော်အားစီတစ်ခွက်ကလေးကိုကျွန်တော်ဗီဒီယိုတစ်ပုတ်အနေနဲ့တင်ပေးလိုက်ပါတယ်နော်ဆိုတော့ကျွန်တော်တို့လည်းအားစီးလေးပြန်ရအောင်ကျွန်တော်ရဲ့ကိုမများသည်လိုက်လက်မလေးနှိပ်ပြီးတော့အားပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်နော်ဆိုတော့အဲ့တော့လာမယ့်ဘက်မှာတော့တဲ့ပိတ်ရမရှိပါဘူးတဲ့နော်အဲ့ဒီပိတ်ရမရှိတဲ့ပွဲမှာတဲ့သူဒီတဲ့နော်ကြမယ်ဒီနံပါတ်ကလေးတွေကိုကျွန်တော်ပြောပြခြင်းနဲ့ပေါ့ဗျာနော်ဆိုတော့ကတဲ့စလိုက်ရအောင်တဲ့ဒီခွန်ရဲ့ဒီ8ရဲ့ဒီ9ရဲ့တဲ့နော်အဲ့ဒီ3လုံးပေါင်းခြင်းပါတဲ့အဲ့ဒီ3လုံးပေါင်းခြင်းမှာကျွန်တော်ရဲ့ကိုမများအားလုံးပဲ3ညဆိုပြီးရပါတယ်တဲ့အဲ့ဒီ3ညဒီ3ရက်အတွင်းမှာတဲ့မပြောက်တဲ့အနေထားတစ်ခုရှိတယ်ဆိုတော့ဟောဒီမှာ3ညတဲ့နော်အဲ့တော့ဒီ8ရဲ့ဒီ6ရဲ့ဒီ1ရဲ့3လုံးပေါင်းခြင်းပေါ့နော်3လုံးပေါင်းခြင်းပါလေတဲ့ကျွန်တော်ရဲ့ကိုမများ9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီနော်သူဒီလာကိုလာပေးရမယ်ဆိုတော့ဒီမှာငါနော်ဒီ6ရဲ့ဒီ9ရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ3ပါတဲ့နော်3ရဲ့ဖြစ်လို့တဲ့သူဒီတဲ့3ရဲ့အတွင်းမှာတဲ့လာကိုလာပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ3နော်အဲ့တော့ဒီ3ညရဲ့ဒီ9ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီ8ပါတဲ့အဲ့ဒီ8ဒီတဲ့3ရဲ့အတွင်းမှာသူဒီလာကိုလာပေးရမယ်ဆိုတော့ဟောဒီမှာ8တဲ့နော်ဟောဒီမှာ8တဲ့အဲ့တော့တဲ့ဒီ3ရဲ့ဒီ6ရဲ့ဒီ1ရဲ့ပေါင်းခြင်းဒီတဲ့နော်6ပါတဲ့အဲ့ဒီ6ဒီတဲ့3ရဲ့အတွင်းမှာတဲ့ကျွန်တော်တို့လာကိုလာပေးရမယ်3ရက်တွေမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအဲ့ဒီမှာ6တဲ့နော်အဲ့တော့အဲ့ဒီ6ဒီပထမဆုံးအနေနဲ့ဒါပြစ်ချက်တစ်ချက်ဖြစ်တယ်နော်ဆက်ပြီးတော့ကြည့်အောင်အဲ့တော့နောက်ထပ် site တစ်ခုကိုထပ်ပြီးတော့သွားရအောင်ဗျာနော်အဲ့တော့ဒီခွန်ရဲ့ဒီ6ရဲ့ဒီ9ရဲ့ပေါင်းခြင်းတဲ့နော်6ရဲ့9ရဲ့ပေါင်းခြင်းမှာဒီ1ရဲ့ခွန်ရဲ့ပေါင်းခြင်းမှာ8ရဲ့လို့ဖြစ်လို့အဲ့ဒီ8ဒီတဲ့မပြောက်ပါဘူးတဲ့3ရက်တွေမှာဟောဒီမှာ8နော်အဲ့တော့ဒီ8ရဲ့ဒီခွန်ရဲ့ဒီ1ရဲ့ပေါင်းခြင်းဒီကလည်း6တဲ့အဲ့ဒီ6ဒီတဲ့3ရက်တွေမှာမပြောက်ပါဘူးဆိုဟောဒီမှာ6နော်ဒီ6ရဲ့ဒီ3ရဲ့ဒီ6ရဲ့ဒီ3ရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီ3ရက်တွေမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ9နော်အဲ့ဒီမှာ9ဆိုတော့ဒီ3ညရဲ့ဒီ8ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီ1ပါတဲ့နော်အဲ့ဒီ3လုံးပေါင်းခြင်း1ရဲ့လို့ဖြစ်လို့အဲ့ဒီ1ဒီတဲ့3ရက်တွေမပြောက်ပါဘူးဆိုတော့ဟောဒီမှာ1လာမယ်ဆိုလို့ရှိရင်ဒီ3ရဲ့ဒီ9ရဲ့ဒီ1ရဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ဒီ3ရက်တွေမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ9နော် site ပြချက်2ချက်ရှိသွားပြီနော်ဆက်ပြီးတော့သွားရအောင်ပါဆိုတော့ဆက်ပြီးတော့ကြည့်ရအောင်နဲ့ဆက်ပြီးတော့ကြည့်အောင်ဆိုတော့နော်ဒီခွန်ရဲ့ဒီ9ရဲ့ဒီ8က3လုံးပေါင်းခြင်းနဲ့နော်ခွန်ရဲ့9ရဲ့8က3လုံးပေါင်းခြင်းအနေနဲ့3ညရဲ့လို့ဖြစ်လို့အဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ3ညနော်ဒီ8ကဒီ3ညရဲ့ဒီ6ကပေါင်းခြင်းဒီ4ပါတဲ့အဲ့ဒီ4ဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ4နော်ဒီ6ကဒီ6ကဒီခွန်ရဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ဒီ3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ9နော်ဒီ9ဒီ8ဒီ3ပေါင်းခြင်းဒီ6တဲ့အဲ့ဒီ6ဒီ3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ6အဲ့တော့ဒီ3ရက်ဒီ3ရက်ဒီ6ရက်ပေါင်းခြင်းဒီ9အဲ့ဒီ9ဒီ3ရက်တွေမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ9နော်ဆရာကြီးအဲ့တော့ပြချက်3ချက်အနေနဲ့ပြီးပြီလားလို့ကျွန်တော်မေးမယ်ဆိုလို့ရှိရင်တော့မပြီးသေးပါဘူးခင်ဗျာနော်ဆက်ပြီးတော့ပြပါအောင်မယ် sorry ဒီပြင်မှာမှားပါရဲ့နော်ဒီ3ရက်ဒီ3ရက်ဒီ9ရက်ပေါင်းခြင်းက8လို့ပြောတာနော်အဲ့ဒီ8ဒီလည်းမပြောက်ပါဘူးဆိုတော့ဟောဒီမှာ8နော်ဒုတိယ site အနေနဲ့ဒါဆက်ပြီးတော့သွားမယ်ပေါ့နော်ဆက်ပြီးတော့သွားမယ်ဆိုတော့ဒီ9ရဲ့ဒီ2ကပေါင်းခြင်းဒီခွန်ပါတဲ့ခွန်ရဲ့လို့ဖြစ်လို့အဲ့ဒီခွန်ဒီတဲ့3ရက်အတွင်းမှာကျွန်တော်ရဲ့ကိုမများအားလုံးမပြောက်ပါဘူးဆိုတော့ဟောဒီမှာခွန်နော်ဒီ6ရဲ့ဒီခွန်ရဲ့ပေါင်းခြင်းဒီ3ပါတဲ့အဲ့ဒီ3ဒီ3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ3နော်ဒီ3ညရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ3ညရဲ့လို့ဖြစ်လို့အဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ဟောဒီမှာ3ညအဲ့တော့ဒီ9ရဲ့ဒီ4ရဲ့ပေါင်းခြင်းဒီ3ပါတဲ့အဲ့ဒီ3ဒီတဲ့3ရက်အတွင်းမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးဟောဒီမှာ3ဆိုပြီးတော့ဆင်းနေဆိုရင်နော်ဒီခွန်ရဒီ2ကပေါင်းခြင်းဒီ6ပါတဲ့အဲ့ဒီ9ဒီ3ရက်အတွင်းမှာမပြောက်ပါဘူးတဲ့နော်အဲ့တော့ဆရာကြီးကျွန်တော်တို့ပြလိုက်ပြစ်ချက်4ချက်ရှိသွားပြီနော်တော်ပြီလားဆိုတော့ကျွန်တော်မတော်သေးပါဘူးဆက်ပြီးတော့ပြပါအောင်နော်ဘယ်လိုမျိုးဆက်ပြီးပြမလဲဆိုရင်ဒီ6ကဒီ6ကဒီ8ကတဲ့3လုံးပေါင်းခြင်းအနေနဲ့နော်3လုံးပေါင်းခြင်း3ညရဲ့ရလို့အဲ့ဒီ3ညဒီတဲ့3ရက်အတွင်းမှာတဲ့မပြောက်ပါဘူးဆိုတော့ဟောဒီမှာ3ညအဲ့တော့ဒီ1ကဒီခွန်ရဒီ6ကပေါင်းခြင်းဒီတဲ့4ရက်လို့ဖြစ်လို့အဲ့ဒီ4ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဟောဒီမှာ4နော်ဒီ9ရဲ့ဒီ3ရဲ့ဒီခွန်ရဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ9
နော်အဲ့တော့ဒီ9ရဲ့ဒီ8ကဒီ9ရဲ့ပေါင်းခြင်းဒီ8ရဲ့လို့ဖြစ်လို့အဲ့ဒီ8ဒီတဲ့3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ8အဲ့တော့တဲ့ဒီ8ကဒီ9ရဲ့ဒီ6ရဲ့ပေါင်းခြင်းဒီတဲ့9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ9နော်အဲ့တော့ပြည့်ချက်5ချက်ဖြစ်သွားပြီကြိုက်မှနော်ကြိုက်မှကြည်ပါနော်ကြိုက်မှကစားပါနော်ကြိုက်တယ်ဆိုရင်တော့ဒီတိုင်းတော့ကြည်မနေနဲ့လိုက်လက်မလေးနှိပ်ပြီးတော့အားပေးနော်ဒီတိုင်းပဲကြည်မနေနဲ့ပြုတ်ပြဲကြည်မနေနဲ့လိုက်လက်မလေးနှိပ်ပြီးတော့အားပေးလို့ရတယ်နော်အဲ့တော့နောက်ဆုံးတစ်ချက်ကိုပြပြီးဆိုရင်နောက်ထပ်တစ်လုံးကိုသွားပါမယ်တဲ့ဒီတစ်ချက်ကကျွန်တော်ဒါချိန်ပြီးတော့ပြပြီးမှာနော်မပြလဲရတယ်ဒါပေမဲ့ဒါပိုးပြီးတော့သေချာသွားအောင်ကျွန်တော်ပြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ4ရဲ့ဒီ9ရဲ့ဒီ2ကပေါင်းခြင်းနဲ့1ကလို့ဖြစ်လို့အဲ့ဒီ1ကိုချိန်မယ်ဆိုရင်6အဲ့ဒီ6ဒီ3ရက်အတွင်းမှာဆင်းရမယ်ဟောဒီမှာ6နော်ဒီခွန်ရဲ့ဒီ1ကဒီခွန်ရဲ့ပေါင်းခြင်းဒီ9ကိုချိန်မယ်ဆိုရင်3ညအဲ့ဒီ3ညဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3ညတွေဆင်းသွားတယ်ဆိုရင်တဲ့ဒီ9ရဲ့ဒီ3ညရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ9ကိုချိန်မယ်ဆိုရင်3ညတဲ့အဲ့ဒီ3ညဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3ညနော်အဲ့တော့ဒီ1ကဒီ3ရဲ့ဒီ4ရဲ့ပေါင်းခြင်းဒီတဲ့8ကလို့ဖြစ်လို့8ကိုချိန်မယ်ဆိုလို့ရှိရင်3တယ်ဗျနော်အဲ့ဒီ3ဒီမှာ3အဲ့တော့ဒီ1ကဒီ1ကဒီ2ကပေါင်းခြင်းဒီ4ကိုချိန်မယ်ဆိုရင်9တဲ့အဲ့ဒီ9ဒီတဲ့နော်3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ပြစ်ချက်6ချက်အနေနဲ့ကျွန်တော်ပြပြီးပြီနော်ပြစ်ချက်6ချက်အနေနဲ့ပြီးပြီဆိုတော့ဒါပထမဆုံးအနေနဲ့ပြီးပြီဒုတိယအလုံးလေးကိုဆက်ပြီးတော့ကျွန်တော်တို့သွားလိုက်ရအောင်နော်အဲ့တော့ကြိုက်နှစ်သက်မှကြိုက်တယ်ပြောနော်အာနာပါနာနဲ့ကြိုက်တယ်မပြောပါနဲ့ကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ channel ကို subscribe နှိပ်သွားလိုက်လက်မလေးနှိပ်နော်ကျွန်တော်ရဲ့ကိုမများတို့အကျိုးတစုံတရားရှိတဲ့ပညာလေးတွေကို share ပေးနေတာဖြစ်တယ်နော်ကျွန်တော်ရဲ့ကိုမများကိုဒါပညာဒါနအနေနဲ့ပြသနေတာဖြစ်တဲ့အတွက်နော်အားပေးတယ်ကြိုက်နှစ်သက်တယ်ဆိုရင်လိုက်လက်မလေးနှိပ်သွားမယ်နော်အဲ့တော့တဲ့ကြည့်လိုက်ရအောင်နဲ့ကြည့်လိုက်ရအောင်ဆိုတော့ဗမာစပြီးတော့ကြည့်မလဲတဲ့နော်ဒီ3ညရဲ့ဒီ9ရဲ့ဒီ9ရဲ့ပေါင်းခြင်းဒီ3ညတဲ့အဲ့ဒီ3ညဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့မပြောက်ပါဘူးဆိုဟောဒီမှာ3ညနော်ဒီ3ရက်ဒီ1ကဒီ6ရက်ပေါင်းခြင်းဒီ3ညတဲ့အဲ့ဒီ3ညဒီ3ရက်တွင်မှာမပြောက်ပါဘူးဆိုတော့ဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3ညတွေဆင်းသွားတယ်နော်ဟဒီ4ဟောဒီ3ညဟောဒီ3ညပေါင်းခြင်းဒီ4အဲ့ဒီ4ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုဟောဒီမှာ4ဟောဒီမှာ4နော်အဲ့တော့ဒီ4ရဲ့ဒီ3ရဲ့ဒီ9ရဲ့ပေါင်းခြင်းဒီ6တဲ့အဲ့ဒီ6ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမမြဟောဒီမှာ6အဲ့တော့တဲ့ဒီခွန်ရဲ့ဒီခွန်ရဲ့ဒီ1ကဲပေါ့နော်ဒီခွန်ရဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ9ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ9နော်ခွန်1ပေါင်းတာနော်9အဲ့ဆက်ပြီးတော့ကြည့်ရအောင်ပါတဲ့ကျွန်တော်ရဲ့ကိုမများအားလုံးပဲနော်ဒီ9ရဲ့ဒီ9ရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ3ညအဲ့ဒီ3ညဒီရဲ့3ရက်တွင်မှာဆင်းပေးရမယ်ဟောဒီမှာ3ညနော်ဒီ3ညရဲ့ဒီ1ကဒီ9ရဲ့ပေါင်းခြင်းဒီလည်း3ညအဲ့ဒီ3ညဒီဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ3ညနော်ဒီ6ရဲ့ဒီ3ညရဲ့ဒီခွန်ရဲ့ပေါင်းခြင်းဒီ3အဲ့ဒီ3ဒီဟောဒီမှာ3ဆိုပြီးတော့လာတယ်ဆိုရင်ဒီ3ဒီ3ဒီ9ပေါင်းခြင်းဒီ9တဲ့နော်အဲ့ဒီ9ဒီတဲ့ဟောဒီမှာ9ဆိုပြီးတော့လာပါတယ်တဲ့နော်အဲ့ဒီ9လာတယ်ဆိုလို့ရှိရင်တဲ့ဟောဒီ3ညဟောဒီ1ဟောဒီ4ပေါင်းခြင်းဒီလည်း9ပါတဲ့နော်3ရက်တွင်9အဲ့တော့ဆရာကြီးတော်ပြီလားတဲ့မတော်သေးပါဘူးနော်ဒီ6ကဒီ9ရဲ့ဒီ1ကပေါင်းခြင်းဒီ1ပါတဲ့အဲ့ဒီဒီ3ရက်တွင်မှာ1ဆိုတော့ဟောဒီမှာ1နော်ဒီ1ကဒီ3ညရဲ့ဒီ3ရက်ပေါင်းခြင်းဒီ4အဲ့ဒီ4ဒီတဲ့3ရက်အတွင်းမှာဆင်းပေးရမယ်ဟောဒီမှာ4နော်ဒီ6ကဒီ9ရဲ့ဒီ4ရက်ပေါင်းခြင်းဒီ9ဟောဒီမှာ9ဒီ9ရဲ့ဒီ3ရက်ဒီ4ရက်ပေါင်းခြင်းဒီ2ဟောဒီမှာ2နော်ဒါကြောင့်မလို့ကျွန်တော်2ကိုမပြောက်ဘူးလို့ကျွန်တော်ပြောတာနော်အဲ့တော့ဒီ8ကဒီ3ညရဲ့ဒီ9ရက်ပေါင်းခြင်းဒီ9ဟောဒီမှာ9နော်ပြစ်ချက်3ချက်အနေနဲ့ကျွန်တော်တို့ပြပြီးသွားပြီအောင်နောက်ထပ်ပြစ်ချက်ကလေးတွေကိုထပ်ပြီးတော့ပြမယ်ဟောဒီ4ရဲ့ဟောဒီ9ရဲ့ဟောဒီ3ညရဲ့ပေါင်းခြင်း4ရဲ့9ရဲ့3ညရဲ့ပေါင်းခြင်း9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီတဲ့3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုဟောဒီမှာ9နော်ဒီခွန်ရဲ့ဒီ3ညရဲ့ဒီ9ရဲ့ပေါင်းခြင်းဒီ6အဲ့ဒီ6ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုဟောဒီမှာ6ဟောဒီမှာ6နော်ဒီ9ရဲ့ဒီ6ရဲ့ဒီခွန်ရဲ့ပေါင်းခြင်းဒီ8တဲ့အဲ့ဒီ8ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပါဆင်းသွားလဲဟောဒီမှာ8ဆင်းသွားတယ်နော်ဒီ1ကဒီ3ရဲ့ဒီ9ရဲ့ပေါင်းခြင်းဒီ3နဲ့အဲ့ဒီ3ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများဟောဒီမှာ3နော်အဲ့တော့ဆိုရင်ဒီ1ကဒီ3ညဒီ4ရဲ့ပေါင်းခြင်းဒီ9တဲ့နော်ဟောဒီမှာ9ပြီးပြီလားဆရာကြီးဆိုတော့မပြီးသေးပါဘူးဗျာနော်ကျွန်တော်ထပ်ပြီးတော့ပြပါအောင်မယ်အဲ့တော့မျက်တောင်မခံနဲ့မျက်လုံးမခံနဲ့တေးသေးချာလေးကြည့်ပေးသေးခြင်းနဲ့ကျိုင်းနေတဲ့ဆိုလိုက်လက်မလေးထပ်ပြီးတော့နှိပ်နော်ဒီ9ရဲ့ဒီ2ကပေါင်းခြင်းဒီခွန်နဲ့အဲ့ဒီခွန်ဒီ3ရက်အတွင်းမှာဆိုတော့ဟောဒီမှာခွန်ဟောဒီမှာခွန်ဟောဒီမှာခွန်ဒီ
ဒီ3ရက်ရဲ့ဒီခွန်ရဲ့ပေါင်းချင်းဒီ3ညအဲ့ဒီ3ညဒီ3ရက်အတွင်းမှာဆိုဟောဒီမှာ3ညဒီ3ရက်ဒီ3ညရဲ့ပေါင်းချင်းဒီ3အဲ့ဒီ3ဒီ3ရက်အတွင်းမှာဆိုဟောဒီမှာ3ဒီတစ်ကဒီ4ရဲ့ပေါင်းချင်းဒီတဲ့ဒီတစ်ကဒီ4ရဲ့ပေါင်းချင်းဒီ9ရက်လို့ဖြစ်လို့အဲ့ဒီ9ဒီတဲ့3ရက်အတွင်းမှာဆိုတော့ကျွန်တော်ရဲ့ကိုမမြဟောဒီမှာ9အဲ့တော့ဒီ3ရက်ဒီ2ကပေါင်းချင်းဒီ9ရက်လို့ဖြစ်လို့ဟောဒီမှာ3ရက်အတွင်းမှာဆင့်ပေးရမယ်ဆိုလို့ရှိရင်တဲ့9ဆိုပြီးတော့သူဒီဆင့်ပေးမယ်တဲ့နော်ဆင့်ပေးပါမယ်တဲ့နော်အဲ့တော့ဆရာကြီးပြီးပြီလားဆိုမပြီးသေးပါဘူးနောက်ဆုံးတစ်ချက်ကိုထပ်ပြီးတော့ပြပေးပါမယ်နော်အဲ့တော့တဲ့နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပြခြင်းနဲ့တဲ့နော်ဘယ်လိုမျိုးပြခြင်းလဲဆိုလို့ရှိရင်ဒီ6ကဒီ9ရဲ့ပေါင်းခြင်းဒီ1ရဲ့လို့ဖြစ်လို့အဲ့ဒီ1ဒီတဲ့3ရဲ့အတွင်းမှာ1တဲ့နော်ဒီမှာ1အော်ဒီခွန်ရဲ့ဒီ3ရဲ့ပေါင်းခြင်းခွန်ရဲ့လို့ဖြစ်လို့အဲ့ဒီခွန်ဒီ3ရဲ့အတွင်းမှာခွန်ဆိုတော့ဟောဒီမှာခွန်နော်ဒီ3ရဲ့ဒီ6ရဲ့ပေါင်းခြင်းဒီ9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီ3ရဲ့အတွင်းမှာဆိုတော့ဟောဒီမှာ9ဟောဒီမှာ9ဒီ8ကဲတဲ့ဒီ3ရဲ့ပေါင်းခြင်းဒီ1ရဲ့လို့ဖြစ်လို့အဲ့ဒီ1ဒီ3ရဲ့အတွင်းမှာဆိုတော့ဟောဒီမှာ1ဟောဒီမှာ1ဒီ9ရဲ့ဒီ3ရဲ့ပေါင်းခြင်း9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီတဲ့3ရဲ့အတွင်းမှာဆင်းပေးရမယ်ဆိုဟောဒီမှာ9တဲ့နော်အဲ့တော့ဒါပြစ်ချက်6ချက်ပဲနော်ပြစ်ချက်6ချက်ပဲဗီဒီယိုလေးလည်းရှင်းသွားမှာဆိုလို့နော်ကျွန်တော်အမြင်ပြနေရတာလောနေရတာဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့နောက်ဆုံးတစ်လုံးကိုကျွန်တော်ပြမယ်နော်အဲ့တော့နောက်ဆုံးတစ်လုံးကိုပြပြီးလို့ရှိရင်ကျွန်တော်တဲ့ဒါ line ပေါ်နေဆင်းပါတော့မယ်နော်နောက်ဆုံးတစ်လုံးကဘယ်လိုမျိုးလဲဆိုရင်ဒီ4ရဲ့ဒီ9ရဲ့ဒီ2ရဲ့ပေါင်းခြင်းဒီ1ရဲ့လို့ဖြစ်လို့အဲ့ဒီဒီ3ရဲ့အတွင်းမှာ1ဆိုတော့ဟောဒီမှာ1ပေးရမယ်နော်ဒီခွန်ရဲ့ဒီ1ရဲ့ဒီခွန်ရဲ့3လုံးပေါင်းခြင်းနံပါတ်အနေနဲ့9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီဟောဒီမှာ9ဟောဒီမှာ9နော်အဲ့တော့ဒီ9ရဲ့ဒီ3ရဲ့ဒီ3ရဲ့ပေါင်းခြင်း9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီ3ရဲ့အတွင်းမှာ9ရဲ့နံပါတ်ကထပ်ဆင့်ပေးရမယ်ဆိုဟောဒီမှာ9နော်ဒီ1ရဲ့ဒီ4ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီ8ရဲ့လို့ဖြစ်လို့အဲ့ဒီ8ဒီ3ရဲ့အတွင်းမှာဆိုဟောဒီမှာ8အဲ့တော့ဒီ1ရဲ့ဒီ1ရဲ့ဒီ2ရဲ့ပေါင်းခြင်း4ရဲ့လို့ဖြစ်လို့အဲ့ဒီ4ဒီ3ရဲ့အတွင်းမှာအဲ့ဒီ4ဒီတဲ့ကျွန်တော်ရဲ့ကိုမှမြင်ရမယ်ဆိုလို့ရှင်ဟောဒီမှာ4ပထမဆုံးအနေနဲ့ဒါပြစ်ချက်တစ်ချက်ပြီးပြီနော်တေချာကြည့်ရှုပ်မသွားစေခြင်းနော်အဲ့တော့ဒီ6ရဲ့ဒီ9ရဲ့တဲ့ဒီ4ရဲ့ဖြစ်လို့နော်အဲ့ဒီ6ရဲ့9ရဲ့4ရဲ့3လုံးပေါင်းခြင်းနံပါတ်အနေနဲ့9ရဲ့လို့ဖြစ်လို့ဟောဒီမှာတဲ့ကျွန်တော်ရဲ့ကိုမများအားလုံးပဲသူက9ကိုချိန်မယ်ပေါ့ဗျာနော်6ရဲ့9ရဲ့4ရဲ့ပေါင်းခြင်း9ရဲ့လို့ဖြစ်လို့9ကိုချိန်မယ်ဆိုရင်ဟောဒီမှာ3ညနော်ဒီ1ကဒီ3ညရဲ့ဒီခွန်ရဲ့ပေါင်းခြင်း1က3ညရဲ့ခွန်ရဲ့ပေါင်းခြင်း8ကလို့ဖြစ်လို့8ကိုချိန်မယ်ဆိုရင်ဟောဒီမှာ3တေချာလေးကြည့်တေချာလေးကြည့်နော်ကျွန်တော်မဖြတ်တော့ဘူးနော်မြန်မြန်လေးပဲပြလိုက်တော့ဒီ9ရဲ့ဒီ6ရဲ့ဒီ9ရဲ့ပေါင်းခြင်းဒီတဲ့3လုံးရဲ့6ဖြစ်လို့6ကိုချိန်မယ်ဆိုဟောဒီမှာ1နော်ဒီ9ရဲ့ဒီ3ရဲ့ဒီ1ကပေါင်းခြင်းဒီ9ရဲ့လို့ဖြစ်လို့9ကိုချိန်မယ်ဆိုလို့ရှိရင်တော့ဟောဒီမှာ4အဲ့တော့ဒီ8ကဒီ1ကဒီ9ရဲ့ဒီ1ကပေါင်းခြင်းဒီ9ရဲ့လို့ဖြစ်လို့9ကိုချိန်မယ်ဆိုတော့ဟောဒီမှာမြင်ရမယ်ကျွန်တော်ရဲ့ကိုမှများ4တလုံးကိုမြင်ရမယ်နော်ပြီးပြီလားဆိုတော့မပြီးသေးပါဘူးတဲ့နော်ဒီ6ကတဲ့ဟောဒီ9ရဲ့အဲ့ဒီ6ရဲ့အဲ့ဒီ9ရဲ့ဒီ2ကပေါင်းခြင်း6 5 2 3လုံးပေါင်းခြင်းအနေနဲ့3ရဲ့လို့ဖြစ်လို့အဲ့ဒီ3ဒီ3ရဲ့အတွင်းမှာ3ဒီခွန်ရဲ့ဒီ6ကဒီခွန်ရဲ့ပေါင်းခြင်း3ညဒီ6ကဒီခွန်ရဲ့ပေါင်းခြင်း3ညရဲ့လို့ဖြစ်လို့အဲ့ဒီ3ညဒီ3ရဲ့အတွင်းမှာ3ညဟောဒီမှာ3ညဒီ3ရဲ့ဒီ3ညရဲ့ဒီ3ညရဲ့ပေါင်းခြင်းဒီ3ရဲ့အတွင်းမှာ3ဒီ8ကဒီ9ရဲ့ဒီ4ရဲ့ပေါင်းခြင်းဒီ1အဲ့တော့3ရဲ့အတွင်းမှာ1အဲ့တော့ဒီ9ရဲ့ဒီခွန်ရဲ့ဒီ2ကပေါင်းခြင်းဒီ4ရဲ့လို့ဖြစ်လို့3ရက်အတွင်းမှာကျွန်တော်ရဲ့ကိုမှများ4ကိုမြင်ရမယ်ဆိုရင်တော့အဲ့ဒီမှာ4ပြီးပြီလားဆိုတော့မပြီးသေးဘူးနည်းနည်းလေးတွေရှုပ်ရှက်ခတ်မယ်เนาะတေးချာလေးကိုကြည့်သေးခြင်းနဲ့เนาะအဲ့တော့ဒီ9ရဲ့ပေါင်းခြင်းဒီ3ညရဲ့လို့ဖြစ်လို့3ရက်အတွင်းမှာ3ညဒီ1ကဒီ3ရဲ့ပေါင်းခြင်း4ရဲ့လို့ဖြစ်လို့ဟောဒီမှာ4ဒီ3ညရဲ့ဒီ3ရဲ့ပေါင်းခြင်း3ရဲ့လို့ဖြစ်လို့ဟောဒီမှာ3ဒီ3ရဲ့ဒီ1ကပေါင်းခြင်း4ရဲ့လို့ဖြစ်လို့ဟောဒီမှာ4ဒီ1ကဒီ3ရဲ့ပေါင်းခြင်း4ရဲ့လို့ဖြစ်လို့ဟောဒီမှာ4เนาะဗီဒီယိုရှင်းမှာဆိုလို့ကျွန်တော်မြန်မြန်ပြလိုက်တော့မယ်အဲ့တော့ဒီခွန်ရဲ့ဒီ4ရဲ့ပေါင်းခြင်း1ကလို့ဖြစ်လို့ဟောဒီမှာ1ဟောဒီမှာ1ဒီ8ကဒီခွန်ရဲ့ပေါင်းခြင်း9ရဲ့လို့ဖြစ်လို့ဟောဒီမှာ9ဟောဒီမှာ9ဒီ6ကဒီ9ရဲ့ပေါင်းခြင်း1ရဲ့လို့ဖြစ်လို့ကျွန်တော်ရဲ့ကိုမှမြန်ဟောဒီမှာ1ဟောဒီမှာ1ဒီ3ညရဲ့ဒီ1ကပေါင်းခြင်း1ရဲ့လို့ဖြစ်လို့ကျွန်တော်ရဲ့ကိုမှမြန်ဟောဒီမှာ1ဟောဒီမှာ1ဆိုရင်ဒီ3ရဲ့ဒီ1ကပေါင်းခြင်း4ရဲ့လို့ဖြစ်လို့3ရဲ့အတွင်းမှာမြင်ရမယ်ဆိုရင်ကျွန်တော်ရဲ့ကိုမှမြန်4เนาะအဲ့တော့ပြီးပြီလားဆိုမပြီးသေးဘူးနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပြပေးမယ်เนาะနည်းနည်းတော့ရှုပ်သွားမယ်တေချာလေးကြည့်အဲ့တော့ဒီ6ကဒီ9ရဲ့ဒီလိုမပေါင်းဘူးเนาะဒီ6ကဒီ9ရဲ့ဒီ8ကပေါင်းမယ်9ရဲ့လို့ဖြစ်လို့အဲ့ဒီ9ဒီ3ရဲ့အတွင်းမှာ9ဆိုဟောဒီမှာ9
နော်အဲ့တော့ဒီ1ကဲဒီ3ညရဲ့ဒီ6ကဲပေါင်းခြင်းဒီခွန်ရယ်လို့ဖြစ်လို့အဲ့ဒီခွန်ဒီ3ရက်တွင်မှာခွန်ဒီ6ကဲဒီ9ရဲ့ဒီခွန်ရယ်ပေါင်းမှာခုနတစ်ချက်ကဒီလိုပေါင်းတာနော်စမူစာပုံစံပေါင်းတာဒီ6ကဲဒီ9ရဲ့ဒီခွန်ရယ်8ရယ်လို့ဖြစ်လို့3လုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့ဟောဒီမှာ8ဒီ9ရဲ့ဒီ3ရဲ့ဒီ9ရဲ့ပေါင်းခြင်း3ရယ်လို့ဖြစ်လို့အဲ့ဒီ3ဒီဟောဒီမှာ3ဆိုလို့ရှိရင်ဒီ8ကဲဒီ3ညရဲ့ဒီ6ကဲပေါင်းခြင်းဒီ4ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုမများကိုကျွန်တော်ပြည့်ချက်6ချက်တွေနဲ့ပဲပြသွားတာเนาะပေါ့ပေါ့တန်တန်ကျွန်တော်မပြပါဘူးเนาะပေါ့ပေါ့တန်တန်ကျွန်တော်မပြပါဘူးဟုတ်ပြီအဲ့တော့ကျွန်တော်စီးပေးမယ်အဲ့တော့ကျွန်တော်ရဲ့ကိုမများကြိုက်နှစ်သက်မှလိုက်ပြီးတော့ကြည့်เนาะတကယ်လို့ကြည့်နေလို့ကြိုက်နှစ်သက်တဲ့ဆိုရင်လည်းဒီတိုင်းကြည့်မနေနဲ့လိုက်လက်မလေးနှိမ့်အောင်เนาะကျွန်တော်ရဲ့ကိုမများเนาะကျွန်တော်ဒါလေးကိုပြောချင်တယ်လိုက်လက်မလေးနှိမ့်အောင်เนาะဒီတိုင်းပဲကြည့်မနေနဲ့ဗျာเนาะကျွန်တော်ကိုလည်းအားပေးတယ်ဆိုရင်လိုက်လက်မလေးနှိမ့် subscribe ကလေးနှိမ့်လူသေးကလေးတွေဆိုရင်เนาะကျွန်တော်အပတ်စဉ်ကျွန်တော်ပြနီကားပဲပထမပတ်ဒုတိယပတ်တတိယပတ်ပေါ့เนาะအဲ့လိုမျိုးလေးသွားမယ်ပေါ့เนาะပိုးကောင်လေးတေးမှာဆိုလို့เนาะပိုးကောင်လေးတေးမှာဆိုလို့ဟုတ်ပြီအဲ့တော့နော်အဲ့တော့ကျွန်တော်ရဲ့ကိုမများအားလုံးဓာသည်ကျွန်တော်ရဲ့ကိုမများအားလုံးပဲเนาะကျွန်တော်ခါတိုင်းပြနေကြပုံစံအတိုင်းပဲသွားတယ်เนาะအဲ့တော့မွေးကနနှစ်ကွက်เนาะမွေးနှစ်ကွက်ကိုလိုချင်တယ်ဆိုလို့ရှိရင်เนาะ66လေး5လေး66နဲ့เนาะအားလုံးပဲစင်ပြေကြပါစေအားလုံးပဲဘိုင်းဘိုင်းပါခင်ဗျာเนาะဗီဒီယိုလေးရှေ့သွားမှာဆိုလို့ပါเนาะ